ရုရှားတရုတ်အီရန်သုံးနိုင်ငံပေါင်းပြီးတော့ဘာကြောင့်ပူးတွဲစစ်ရေးလေ့ကျင့်တာလဲဒီကြောင့်ဆက်ရရင်1980နဲ့1988ကြားမှာအီရန်အီရက်စစ်ပွဲဟာဒီနာမည်ကြီးဟော်မုတ်ရှီလေကြားမှာဖြစ်ပွားခဲ့တာဖြစ်တယ်။အဲ့ဒီအချိန်ကနိုင်ငံတကာရေနံတင်သင်္ဘောတွေတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်။အဲ့ဒီနောက်မှာ1988ခုနှစ်ဧပြီလ18ရက်နေ့မှာအမေရိကန်ရေတပ်ကအီရန်ရေတပ်ကို Operation Prairie Mantis အမည်နဲ့စစ်ဆင်ရေးတစ်ခုကိုစတင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးအီရန်နဲ့အမေရိကန်တို့ဟာအပြန်အလှန်တင်းမာမှုတွေဖြစ်လာခဲ့ကြတယ်။ပြီးတော့2019ခုနှစ်ကဖြစ်ရတွေကိုပြန်ကြည့်ရင်အရှိဖြစ်နေတဲ့အခြေအနေတွေရဲ့တင်းမာမှုတွေကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ထရန့်ရဲ့အမေရိကန်သမ္မတပထမသက်တမ်းပဲဖြစ်သေးတယ်။ထရန့်ဟာသူ့ရဲ့ပထမသက်တမ်းမှာပဲအီရန်သမ္မတခါမေနီနဲ့တင်းမာမှုတွေအများများခဲ့တယ်။ဒီဖြစ်ရတွေကဘာကိုပြနေတာလဲဆိုတော့ဟော်မုတ်ရေလက်ကြားဟာအမေရိကန်နဲ့အီရန်ထိပ်တိုက်တွေ့ဖို့အသင့်တော်ဆုံးနေရာဖြစ်နေတယ်ဆိုတာပါပဲဒီဖြစ်ရတွေအပြီးနှစ်တွေကြာလာတော့အီရန်သူ့ရဲ့မဟာမိတ်အသစ်တွေကိုရှာလာတယ်အဲ့လိုနဲ့2025ခုနှစ်ဇွန်လမှာနောက်ထပ်အရေးကြီးတဲ့အလဲပြောင်းတစ်ခုဖြစ်ခဲ့တယ်ဒါကတော့အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုလေကြောင်းကစတင်တိုက်ခိုက်ခဲ့တယ်ဒါဟာဒေါ်နယ်ထရန့်အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးတော့အစ္စရေးနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သတင်းတွေကလည်းဆိုထားတယ်ဒီတိုက်ခိုက်မှုအပြီးမှာအီရန်ပါလီမန်ကဟော်မုတ်ရေလက်ကြားကိုပိတ်ပစ်ဖို့မဲခွဲဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကအမျိုးသားလုံခြုံရေးကောင်စီရဲ့အတည်ပြုချက်ကိုယခုအချိန်ထိစောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်ဒါတွေကိုသတိထားမိမယ်ဆိုရင်အဲ့လိုတိုက်ခိုက်ခံလိုက်ရတဲ့အတွက်အီရန်ကအခုဖေဖော်ဝါရီလမှာကျင်းပခဲ့တဲ့နျူကလ িয়ার ဆွေးနွေးပွဲမှာအီရန်ရဲ့ရပ်တည်ချက်ကိုပုံမမာကျောစေခဲ့တာကိုမြင်ခဲ့ရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်မှာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပမဲ့အမေရိကန်အီရန်နျူကလ িয়ার စစ်ပွဲမတိုင်ခင်တရက်အလိုမှာပဲအီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ရေတပ်ကဟော်မုတ်ရေလက်ကြားမှာတည်တဲ့စေရေးလေ့ကျင့်မှုတစ်ခုကိုပြုလုပ်ခဲ့တယ်။အဲ့ဒီစေရေးလေ့ကျင့်မှုကိုအီရန်ကစေးချင်းချောက်မှုတွေကိုရင်ဆိုင်တဲ့အခါမှာတပ်ဖွဲ့ဝင်တွေရဲ့အစဉ်သစ်ဖြစ်မှုကိုစမ်းသပ်ဖို့ဖြစ်တယ်လို့ပြောခဲ့ပေမဲ့ဒါဟာဆွေးနွေးပွဲမတိုင်ခင်အမေရိကန်ကိုတွယ်ဝိုက်တဲ့သတိပေးချက်လို့ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဆွေးနွေးပွဲအပြီးနောက်တစ်ရက်မှာပဲရုရှားရဲ့တရုတ်ရဲ့အီရန်တို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်ခန်း Maritime Security Bat 2026ကိုကျင်းပခဲ့တယ်ဒါကတာမန်စစ်ရေးလေ့ကျင့်မှုတင်မဟုတ်ဘူးဆိုလိုတာကရုရှားကအမေရိကန်ဥဆောင်တဲ့စနစ်ကိုတံပြန်မဲ့မဟာမိတ်အသစ်ဆက်ကိုဖွဲ့စည်းလိုက်တာပါပဲဒီသုံးနိုင်ငံဟာဇန်နဝါရီလကတည်းကအတ္တလန္တိတ်သမုဒ္ဒရာမှာလဲ Bridge မူပေါင်းအတွင်းပထမဆုံးအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းလုပ်ခဲ့ပါသေးတယ်ဒီလိုအီရန်ရဲ့ဇက်တိုက်ဆိုသလိုစစ်ရေးလေ့ကျင့်လာတာဟာဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုတာကိုတော့စဉ်းစားကြည့်ကြတာပေါ့ပထမအချက်အနေနဲ့ဟော်မုတ်ရေလက်ကြားမှာစစ်အင်အားပြိုင်ဆိုင်မှုပုံမပြင်းထန်လာမယ်အမေရိကန်ကလေယာဉ်တင်သင်္ဘောအုပ်စုနှစ်စုကိုဒေသအတွင်းချထားပြီးတော့စစ်ရေးပြင်ဆင်နေတယ်အမေရိကန်ရဲ့ဒီလိုအင်အားပြမှုတွေကမတော်မဆထိတ်တိုက်တွေ့မှုဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်ပါတယ်ဟိုးရင်ကလေးက2019တုန်းကလိုမျိုးဒရုန်းတွေပစ်ချတာသင်္ဘောတွေတိမ့်တာမျိုးထပ်ဖြစ်လာနိုင်တယ်ဒုတိယအချက်အနေနဲ့ကတော့နျူကလ িয়ার ဆွေးနွေးပွဲတွေအပေါ်တက်ရောက်မှုရှိလာမယ်အီရန်ကဒီစစ်ရေးလေ့ကျင့်ခန်းတွေကိုနျူဆွေးနွေးပွဲရဲ့အရှိန်ကိုမြင့်တင်ဖို့အသုံးချနေတာဖြစ်ပါတယ်ဆွေးနွေးပွဲမတိုင်ခင်အီရန်နိုင်ငံသားရေးဝန်ကြီးအာရက်ချီကအမေရိကန်ရဲ့ချင်းချောက်မှုတွေကိုလက်မြောက်အရှုံးမပေးဘူးလို့ပြောဆိုခဲ့တာတွေလည်းရှိခဲ့တယ်ဒါတွေအပြင်ရုရှားနဲ့တရုတ်ရဲ့ကြောထောက်နောက်ခံရှိနေမှုကအီရန်ကိုဆွေးနွေးပွဲမှာပိုမာကျောစေနိုင်ပါတယ်တတိယအချက်အနေနဲ့ကတော့ကမ္ဘာစွမ်းအင်ဈေးကွက်မတည်ငြိမ်မှုတွေဖြစ်လာနိုင်တယ်ဟော်မုတ်ရေလက်ကြားကိုပိတ်မယ်ဆိုရင်ကမ္ဘာရေနံစီးဆင်းမှုရဲ့
9 ပုံ 1 ပုံလောက်ရက်တန့်သွားမှာဒါဆိုရင်းနှံဈေးနှုန်းတွေတိတိတသာမြင့်တက်လာမယ်2025 ဇွန်လတုန်းကအီရန်ပါလီမန်ကရေလက်ကြားကိုပိတ်ဖို့မဲခွဲဆုံးဖြတ်ခဲ့တဲ့သတင်းကဒီချင်းချောက်မှုဟာလက်တွေ့ဖြစ်လာနိုင်တယ်ဆိုတာကိုပြနေပါတယ်စရုပ်ထအချက်အနေနဲ့ကတော့ကမ္ဘာအင်အားစုအသစ်ပုံဖော်မှုဟာပုံမရှင်းလင်းလာမယ်ရုရှားတရုတ်အီရန်မဟာမိတ်ဟာ BRICS မူပေါင်းအောက်မှာပုံမပြီးတော့ခိုင်မာလာမယ်ဒါကအနောက်အုပ်စုနဲ့အင်အားပြိုင်ဆိုင်မှုကိုပုံမပြင်းထန်စေနိုင်ပါတယ်ရုရှားရဲ့အနောက်တိုင်းပင်လယ်ဓမြမှုဆိုတဲ့ဆွဆွဲချက်ကဒီပြိုင်ဆိုင်မှုရဲ့စီးရေးတင်မကစီးပွားရေးနိုင်ငံရေးပါရိုက်ခတ်နိုင်တယ်ဆိုတာကိုပြသနေပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဟော်မုတ်ရေလက်ကြားဟာဒေသတွင်းပြည်ပခရဲ့ဗဟိုချက်အဖြစ်ဆယ်စုနှစ်များစွာရှိခဲ့တယ်1980နှစ်တွေကစလို့အခုချိန်ထိတင်းမာမှုတွေဘယ်တော့မှမပြောက်ကွယ်ခဲ့ဘူးဒါပေမဲ့အခုချိန်မှာကွာခြားလာတာကရုရှားနဲ့တရုတ်လိုကမ္ဘာအင်အားကြီးနိုင်ငံတွေတိုက်ရိုက်ပါဝင်လာတာပါပဲဒါကပြည်ပခကိုဒေသတွင်းအဆင့်ကနေကမ္ဘာအဆင့်ပြိုင်ဆိုင်မှုအဖြစ်ပြောင်းလဲသွားစေပါတယ်ထပ်ပြီးတော့ဒီသုံးနိုင်ငံပူးတွဲစေလေ့ကျင့်မှုတွေကိုအီရန်ရဲ့ဥဆောင်မှုနဲ့2019ခုနှစ်ကစပြီးကျင်းပခဲ့တာဖြစ်ပြီးတော့အခုဆိုရင်9ကြိမ်တိုင်တိုင်ရှိသွားပြီဖြစ်ပါတယ်ဒီဖြစ်တွေအားလုံးကိုခြုံငုံပြီးတော့ပြန်ကြည့်ရင်2019တုန်းက drone ဖျက်ချမှုတွေ2025တုန်းကနျူကလ িয়ার စက်ရုံတိုက်ခိုက်မှုတွေအခု2026မှာရုရှားတရုတ်ပူးပေါင်းပါဝင်လာတဲ့စီးရေးလေ့ကျင့်မှုတွေဟာတီးခြားဖြစ်ရတွေတော့မဟုတ်ဘူးဒါတွေအားလုံးဟာဟော်မုတ်ရှည်လေကြားကိုဗဟိုပြုတဲ့ကမ္ဘာအင်အားစုတွေရဲ့ပြိုင်ဆိုင်မှုဇလန်းတပုတ်ရဲ့အခန်းဆက်တွေပါပဲဟော်မုတ်ရှည်လေကြားဟာဒီပြိုင်ဆိုင်မှုရဲ့ဗဟိုချက်မှာဆက်ရှိနေအောင်မှာဖြစ်ပြီးတော့လာမယ့်နှစ်တွေမှာဒီလေ့ကျင့်ငန်းတွေကဘလို့ပုံစံအသစ်တွေထပ်ပြောင်းလဲလာမလဲဆိုတာတော့စောင့်ကြည့်ရမယ်လို့မြင်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်